မင်္ဂလာပါဖလမ်မြန်မာ channel ကနေကြိုဆိုလိုက်ပါတယ်အိမ်မြင်ထွက်ကန်ဒီအိမ်မြောင်ဆိုတော့ရင်ခရီးမသွားနဲ့မျက်စိပဲလှုပ်ရင်မကောင်းဘူးညာဘက်လှုပ်ရင်လက်ရမယ်ဇီကွက်ဟော်ရဲ့နေထိုင်ုံတစ်ခုခုဖြစ်တော့မယ်ဒီလိုအတိတ်နမိတ်တွေကိုကျွန်တော်တို့ကြားဘူးနာဝရှိုံနဲ့မကဘဲနဲ့တခါတလေမှတကယ်ပဲစိုးရိမ်စိတ်နဲ့လက်ခံနေမိတတ်ပါတယ်တကယ်တော့အတိတ်နမိတ်ဆိုတာဖြစ်ပျက်တစ်ခုမတိုင်ခင်ကြိုတင်ပြသတဲ့နမိတ်လက္ခဏာလို့ယူဆကြတာပါဒါပေမဲ့ဒါတွေဟာအတိတ်ပဲနေကြမှတ်ကန်ရဲ့လားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဘိုးဘွားတွေကဘလို့အကြောင်းရင်းတွေကြောင့်ဒီလိုယူဆတွေကိုဖန်တီးခဲ့ကြတာလဲဒီနေ့ဗီဒီယိုမှာတော့အတိတ်နမိတ်တွေရဲ့သမိုင်းကြောင်းလူသားတွေရဲ့စိတ်ပညာနဲ့မြတ်စွာဘုရားရှင်ကဒီလိုနမိတ်တွေအပေါ်ဘလို့သဘောထားခဲ့တယ်လဲဆိုတာကိုအချက်လက်ကြကြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သမိုင်းကိုပြန်ကြည့်ရင်လူသားတွေဟာရှေးဦးကာလကတည်းကသဘာဝတရားကိုကြောက်ရွံ့ခဲ့ကြပါတယ်မိုးကြိုးပစ်တာမလင်လောက်တာတွေကိုဘာကြောင့်ဖြစ်မှန်းမသိတဲ့အခါမှာဒါဟာနတ်ဖျားတွေရဲ့သတိပေးချက်လို့ယူဆခဲ့ကြပါတယ်။ဒါဟာပုံစံလူရှာဖွေခြင်းဆိုတဲ့စိတ်ပညာသဘောတရားပါ။ဥပမာရှေးလူကြီးတယောက်ဟာဇီကွက်အော်တန်ကြားပြီးနောက်မှာမတော်တဆထိခိုက်မှုတစ်ခုဖြစ်ခဲ့တယ်ဆိုပါစို့။သူကဒီနှစ်ခုကိုဆက်လိုက်ပြီးတော့ဇီကွက်အော်ရင်မကောင်းဘူးဆိုတဲ့နမိတ်ကိုသတ်မှတ်လိုက်ပါတယ်။မြမသမိုင်းမှာလည်းအနော်ရထားမင်းနေရတီယာပရိမင်းစတဲ့မင်းဆက်တွေမှာအတိတ်နမိတ်တွေဟာနိုင်ငံရေးအရေးပါခဲ့ပါတယ်။အတိတ်ဆိုတာကအရင်ဖြစ်တာနမိတ်ဆိုတာကလက်ရှိမြင်ရတာ။တပေါင်းဆိုတာကကလေးတွေဆိုတဲ့တခြင်းမှာရှေးခေတ်ပညာရှိတွေကဓာတ်တွေကိုသုံးပြီးတော့လူလူကိုတတိပေးတာဒါမှမဟုတ်နိုင်ငံရေးပြောင်းလဲတွေကိုကြိုတင်ပြင်ဆင်ခိုင်းတာမျိုးတွေလုပ်ခဲ့ကြပါတယ်။ဒါကြောင့်အတိတ်နမိတ်ဆိုတာရှေးခေတ်ရဲ့ကြိုတင်တတိပေးစနစ်တစ်ခုလို့လည်းပြောနိုင်ပါတယ်။ဇီကွက်ကိုဘာလို့နမိတ်မကောင်းဘူးလို့ယူဆကြတာလဲ။ဇီကွက်ကညာဘက်မှာပဲလှုပ်ရှားပြီးတော့ထူးခြားတဲ့အတန်ရှိလို့ပါ။လူတွေကမမြင်ရတဲ့ຢာကိုကြောက်တတ်တဲ့အတွက်ညာဘက်အော်တဲ့ဇီကွက်ကိုဆွဲပြုခဲ့ကြတာပါအိမ်ရောက်ဆိုတော့တာကလည်းတဘာဝရသူ့ရဲ့ဆက်သွယ်ရေးအတန်ကဖြစ်ပါတယ်ဒါပေမဲ့လူတွေကခီးသွားကနီးမှာစိတ်လှုပ်ရှားနေတယ်လို့ဒီအတန်ကိုကြားတဲ့အခါမှာမသွားနဲ့လို့တားတာလားဆိုတဲ့စိတ်ကူးရင်မှုဖြစ်သွားတာပါမျက်စိလှုပ်တာကိုနမိတ်ဖတ်ကြပေမဲ့စေပညာရတော့ဒါဟာမိုင်ယိုကိုင်မီယာလို့ခေါ်တဲ့ကြွက်သားလူလျောက်တုံခါခြင်းမှာစိတ်ပိစည်းမှုများတာအေးရေးပြတ်တာကော်ဖီအတောင်များတာတွေကြောင့်ဖြစ်တတ်ပါတယ်ဒါကိုလဲရမယ်ဒါမှမဟုတ်ရန်ဖြစ်ရမယ်လို့သတ်မှတ်တာဟာတိုက်ဆိုင်မှုအပေါ်မှာအခြေခံထားတဲ့ယုံကြည်ချက်သက်သက်တာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်လက်ထက်ကတည်းကလူတွေဟာဘယ်ရာကမင်္ဂလာလဲဆိုတာကိုညှင်းပွားခဲ့ကြပါတယ်။မြင်ရတဲ့နမိတ်ကြားရတဲ့နမိတ်တွေကိုမင်္ဂလာလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ဘုရားရှင်ကမင်္ဂလာတုတ်ကိုဟောကြားပြီးတော့လူတယောက်ရဲ့လုံရကံတာလျင်မင်္ဂလာဖြစ်တယ်လို့လမ်းညွှန်ခဲ့ပါတယ်။အပြင်းမဲ့နမိတ်တွေထက်ကိုယ့်ရဲ့ကိုယ်ချင်းတရားကသာဘဝကိုဆုံးဖြတ်တာပါ။ဘုရားရှင်ကနမိတ်တွေပေါ်ဆွဲလန်းကြည့်တာကိုမင်္ဂလိကနမိတ်ကိုယုံကြည်သူလို့ခေါ်ပြီးတော့ဒါဟာတမာဒိဋ္ဌိမှန်ကန်သောအမြင်နဲ့မကိုင်းညီကြောင်းကိုဟောခဲ့ပါတယ်။ကံရဲ့အကျိုးကိုသာယုံကြည်ဖို့တိုက်တွန်းခဲ့ပါတယ်။အတိတ်နမိတ်တွေဆိုတာရှေးလူသားတွေကလောကကြီးကိုနားလည်ဖို့ကြိုးစားခဲ့တဲ့အကျဉ်းတဲ့နီးလန်းတွေသာဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့ကျွန်တော်တို့မှာသိပ္ပံပညာရှိတယ်လို့ဘုရားရှင်ရဲ့ဓမ္မအလင်းလည်းရှိပါတယ်။နမိတ်တစ်ခုခုမြင်ရလို့စိုးရိမ်စိတ်ဝင်မဲ့အစားအဲ့ဒီနမိတ်ကိုတတိပေးချက်အနေနဲ့ပဲယူပြီးတော့တတိရှိနေထိုင်ခြင်းကသာအကောင်းဆုံးရည်ရပါပဲအတိတ်နမိတ်တဲ့တင်းရဲ့စေတနာနဲ့ကြိုးစားမှုကိုပဲယုံကြည်ပါတင်းပွဲရဲ့အကောင်းဆုံးကိုဆုံးဖြတ်မှာကအိမ်မြောင်ဆိုလိုတန်မဟုတ်ပဲနဲ့တင်းရဲ့လက်ရှိလုပ်ရက်တွေသာဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေဆွဲလန်းတွေရောပါပြီးတော့အမှန်တရားကိုမြင်နိုင်ကြပါစေဗီဒီယိုကိုနှစ်သက်ရင် share ကလုတ်လေးကိုလည်းနှိပ်သွားပေးဖို့နဲ့နောက်ထပ်သိလို့ခြင်းတဲ့အကြောင်းအရာများရှိရင်လည်းကွန်မန့်မှာမှန်းခဲ့ပေးလို့ရပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်